မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ဖွဲ့စည်းဖြစ်ပေါ်လာမဲ့ကြက်ဖို့အစိုးရကို KIO KIA ကလုံးဝလက်မခံဘူးလို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ် BNR အဖွဲ့ကပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေကိုစိတ်ဆန္ဒရှိရင်တော်လှန်ရေးမှာဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ရန်စီစဉ်သွားမယ်လို့ NUG ကကြေညာပါတယ်နျူကလ িয়ার ရေးသဘောတူညီချက်ရယူရန်အတွက်အီရန်ကို10ရက်အချိန်ပေးကြောင်းအမေရိကန်သမ္မတထရန့်ကရာဇသံပေးတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲလုပ်ပြီးဖြစ်ပေါ်လာမယ်။ကြက်ဖို့အစိုးရကို KIO KIA အနေနဲ့လုံးဝလက်မခံဘူးလို့ KIO KIA